送咱们西的蓝的苦味，那也高的面早面人对面那面的啦，送个给平安，妹妹西的这个吧，毛肚的苦肉连来嘎西。哈，没有，没今天တက်မတက်ဘူးလား တန်းတက်ချင်တယ်ကွာဒီသားမရှိတော့တန်းတက်မှာတစ်ခုလိုနေသူခံစားနေရတယ်ဒီသားလေးရှိရင်တန်းတူတက်စာတူလို့ဘလောက်ကောင်းမလဲကွာ ဟင်ငါလည်းရီးသားတွေပဲခဏထောင်ကျူတိုရီယယ်ရှိရဲ့ဒီနေ့တန်းထဲမှာကျူတိုရီယယ်တော့ငါတို့စာရီကိုတေးတေးချာချာဖြေရမှာမသိဘူးလား ဒီကျူလိုရှိရလား နေရတော့ကွာလောက်ပြန်ပြီအကြောင်းမို့လဲမင်းဆောက်ဖို့မှာတဖုံဖုံနဲ့ကြာနေတာ အေးကွာကျူလိုရှိတော့တယ်လိုက်ဖြေရတာကျူလိုဖြေရင်းနဲ့ဒီသားလေးတယောက်ရရင်ကောင်းပါနော် ဟင်ရီးသားလာပြန်ပြီရီးသားတွေဘာတွေလောက်မနေနဲ့လို့ငါပြောပြီးပဲတန်းနဲ့မိန်းကလေးကုံတော့မင်းကိုတီးတယ်နော်ရောက်မှလည်းကြိုက်မှလည်းမဟုတ်ဘူးသိလားကျောင်းလူတက်ဆိုတော့တမျိုးကငါကောင်းရ မင်းကလည်းလှုပ်ပြီကွာအချင်းချင်းကိုလာဖဲ့နေ လာကျူလိုတော့ဖြေမယ် ပြီပါကွာ 哇，你看我拉线， လွတ်တယ်ခိုင်း 记住了。 ဟုတ်တူတင်နေတူ 哇，他那有啊，弟妹家啦。 ဟုတ်တယ်ဒါနဲ့မင်းညီကတစ်ခါမှမမြင်ဘူးအောင်မင်းအောင် ဟုတ်တယ်ကွာဒီတစ်ပတ်မှလေဘမောကနေကြောင်းရောက်လာ ဩတောက်တူတက်ပေါ့ โอเค ကျောင်းတူတက်တယ်အကြိုက်တဲ့ပုံစံလေးပဲတော့ တိုင်းမလုံးနဲ့ရှောင်းကန်းထဲမှာကော်ဖီထိုင်းတောင်းနေအောင်မယ်မင်း ပြီးပါကွာငါလည်းအဲ့လောက်စားမရှိပါဘူးကွာမင်းရတယ် ဒီတော့ကွာ ဟာ他那စာရီကတော့တင်ပြီးသွားပြီလား တင်ပြီးသွားပြီအများကြီးပဲဒါပေမဲ့မင်းပြန်ကူးကျင်နေဆိုရင်နောက်ရက်ကျကိုချားတငယ်ချင်းတွေစောက်တယ်ငါထားပေးမယ်လေ ကျေးဇူးနော် ကိုနာမည်ကကြော်နိုင်နဲ့မှတ်ထားပေါ့မင်းနာမည်ရော သူနဲ့မရရှင်းရှင်းအောင်နေ အော်ရှောင်းရှောင်းဒီမှာရှုံးကူဖို့တဲ့စာအုပ်တွေကိုကြော်ယူလာပေးရဲ့ ဟောကျေးဇူးနော် ဟိုဟာဒီထဲမှာကကိုကျော်စာအုပ်တွေရောကိုကျော်တငယ်ချင်းစာအုပ်တွေရောပါတယ်ရှုံးတခြားအကူအညီလိုအပ်ရင်လည်းပြောပေါ့ကိုကျော်တက်နိုင်တာဆိုအကုန်ကူညီပါမယ် မာကျေဒါနဲ့ခုနတငယ်ချင်းတွေရောမပါဘူးလား ဟုတ်တယ်သူတို့ကကန်ထဲမှာကြံခဲ့တာလေနောက်ကနေလိုက်လာမယ်လို့တော့ပြောတယ် ဟောရှောတော့ခုတည်းတငယ်ချင်းတွေပါလေမရသေးပါဘူး ဒါကတော့ရှုံးကကျောင်းသူအစ်စ်ကိုနောက်ဆိုရှုံးတဲ့တငယ်ချင်းတွေအများကြီးရသွားပါပါအခုကိုကျော်ကိုတငယ်ချင်းလို့ရောကိုလိုရောခင်လို့ရပါတယ်တားကြီးဘူးဘာလာရလား ဘာတွေပြောနေကြလဲ ဘာမှမစားလို့ပြောတာ ရှုံးကအမြဲအေးစိနေတတ်တယ်နော် ဟုတ်တယ်ရှောင်းစိတ်ရွရလည်းမကြိုက်ဘူးအာယုံလိုက်ရလည်းမကြိုက်ဘူးလေ ကောင်းပါတယ်အဲ့ဒါကရှုံးကဆက်ဆောင်မှုရှိ ဒါပေမဲ့သူကြောတော့စကားများရယ်နော် ဟုတ်တယ်ကိုကျော်ကအမြဲတမ်းပျော်ပျော်ပဲနေတတ်တာ哦 ကဲကြော ဟော
ရှုံး ဟာကိုကျော်လေဘာလို့အဲ့လောက်ကြည့်နေရလဲကိုကျော်တာငကားဆိုရှုံးပြာကြနေတော့ဘူး ကိုကျော်ကရှုံးလို့မမြင်ဘူးလို့အာရှုံးရဲ့ အဲ့ဆိုဘာလို့မြင်လို့လဲ အိုးမိုးဘွားနေနတ်သက်ကြွေလာတယ်နတ်သမီးလေးလို့မြင် ဟာကိုကျော်လေပူပူ ဟုတ်ပူပါဘူးကိုကျော်ရင်လည်းရှိတဲ့အတိုင်းပြောလိုက်တာပါ တော့ပါဆရာကြီးဘလို့ဖြစ်နေရလဲတွေ့ရတဲ့ခါရယ်ကောင်းအောင်မပြော ရှုံးဒီနောက်ခုံမြတဲ့အနေကနေပြီးတော့ဒီကြောင်းဝေးတစ်ခုတော့ကြည့်လိုက်မလာဘူးလား လှရယ်လေ ဒါပေမဲ့ဒီနေ့မလာတော့ ဘာလို့လဲ သူတို့တက်လာတဲ့ရှုံးကြောင်းပေါ့ ဟာတော့ပါဆရာကြီးနော် ရှုံးတိတ်လာတယ်ပေါ့ရှုံးကိုကျော် ဟာလေရှုံးကိုကျော်တိတ်ချစ်မိနေပြီလို့ပြောမလား လို့တည်ရ ကိုကျော်ရှုံးကိုချစ်မိနေပြီဆိုတော့ရှုံးရမိနေတာကြာပါပြီပြောရဲရှုံးနေတယ်လေကိုကျော်အပေါ်မှာမောင်နှမလိုရောတငယ်ချင်းလိုရောတိုင်းဝင်နေရှိပါတယ်ပြီးတော့ကိုကျော်ကမောလေးကောင်းနေကိုညီတက်တယ်လူကြီးလူကောင်းလေးစမ်းနေဆိုတော့ရှုံးကလေကိုကျော်ပေါ်မှာ အဲ့တော့ကိုကျော်ကပြောရမှာလားဝမ်းနေရမှာလားပြောရမှာပေါ့ စိတ်ကူးရင်အိမ်မက်ကပါကြီးဟာရောင်နေစောပဲဥရင်စီမမရင်လက်ကိုတွေ့ရရရဆိုင်မို့အတွက်အာအင်းများပါချစ်တာရကလေးကိုတွေ့ကြမလားတွေ့ရင်စိတ်ကူးလို့နာမဝမင်းမြင်မှာကိုယ်ပိုင်အလေးမဲ့လာမင်းကြီးရလာရဲ့ကောင်းပါလေတယောက်ကိုချစ်မိတာရှောင်တိတ်မရလို့ You are my light in my heart. Just you know they lie, never me You are my light in my heart. ဒီရင်ကိုခွဲသွားလေရတဲ့ပုံဒီမှာအလွမ်းများနဲ့ထားခဲ့ရပါတယ်မင်းတို့ဆိုဒီရင်ပဲကြီးအမြဲတမ်းရှိနေတော့ဆိုနိုင်ဒီမင်းမရဲ့ချင်တာလေးရောနိုင်ဒီလိုငါရဲ့ရှင်မစင်ချလို့ sorry ရှုံးကိုကျော်နည်းနည်းနောက်ကျသွားတယ်ရှုံးစောင့်နေရကြာပြီ ရှုံးတို့စဉ်းစားရအောင် ဘာလို့စဉ်းစားမှလဲရှုံးရဲ့ ရှုံးတို့စင်မပြေနိုင်တော့ဘူးရှုံးတို့ဘဝချင်းနေရမလွယ် ဘာဖြစ်လို့လဲရှုံးရဲ့ဘာကြောင့်လဲကိုကျော်ကြောင့်လား ဟုတ်ပါဘူးရှုံးရဲ့ပြဿနာကြီးကြောင့် ရှုံးရဲ့ပြဿနာတွေကဘာတွေမို့လို့လဲကွာ အခုရှုံးနဲ့ကိုကျော်နဲ့အကြောင်းရှုံးမိဘတွေတည်သွားကြပြီရှုံးမိဘတွေကရှုံးနဲ့ကိုကျော်နဲ့လမ်းမခွဲဘူးဆိုရင်ရှုံးကိုထပ်ပြီးတော့မထောက်ပံ့ပေးနိုင်တော့ဘူးပဲပြီးတော့ဒီ semester ပြီးသွားတဲ့အခါကျရင်လည်းရှုံးဖက်အံကိုပြောင်းရတော့မယ်အဲကြောင့်ရှုံးတို့လမ်းခွဲမှဖြစ်မယ်ရှုံးကိုချစ်တယ်ဆိုရင်ရှုံးနောက်ကိုဆက်လိုက်မလားပါနဲ့တော့ တိုက်ရချစ်ဆိုတာတီးမြဲဘူး နေကြစီတော့ခွန်ခွာကျွေးမှစားရတဲ့ကလေးမှရက်ဆက်သွားတာကြာသူကြီးဆန်လိုက်တာကွာ
။